ကိုယ့်ရဲ့အိမ်မက်တွေကိုမမေ့လိုက်ပါနဲ့အိမ်မက်တွေကိုယူသွတ်ပါအကောင့်တွေဖော်ပါအဲ့လိုမျိုးကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်တွေဖော်နေတော့မှကြိုးစားနေတဲ့အချိန်မှာအတိုက်အခိုက်တွေရှိလာပါလိမ့်မယ်ဗလိန်တဲ့သူတွေဝေဖန်တဲ့သူတွေပေါ်လာပါလိမ့်မယ်ဟာမင်းလုံမနေနဲ့မဖြစ်ဘူးမင်းဒီတိုင်းနေတာမှတော်သေးတယ်စားတဲ့ကိုယ့်ကိုအားပြက်စေမဲ့စကလုံးတွေကြားရပါလိမ့်မယ်အဲ့ဒီအခါမှာအဲ့ဒီစကလုံးတွေကိုဂယုစိုက်ပြီးတော့ကိုကြောက်နေတဲ့လမ်းကိုကိုအခုလုံနေတဲ့အရာတွေကိုမရက်တန့်လိုက်ပါနဲ့လက်မလျှော့လိုက်ပါနဲ့ဆက်ပြီးတော့ကျွန်တော်တို့ကြိုးစားပါတစ်ချိန်မှာသူတို့ကကိုယ်ကိုပြန်ပြီးတော့အားကြရတဲ့လေးစားအားကြရတဲ့သူတယောက်ဖြစ်အောင်အထီကိုကြိုးစားလိုက်ပါလူများတွေရဲ့စကားတွေကိုဂယုစိုက်ကြစတဲ့ဆိုရင်ဂျမဆိုတာလည်းဖြစ်မလာပါဘူးရိုနယ်ဒိုဆိုတာလည်းဖြစ်မလာပါဘူးဒီစာအုပ်ထဲမှာပါတဲ့မိကွန်းလေးတချို့ကိုကျွန်တော်ဗီဒီယိုကိုခဏရက်ပြီးတော့ဖြည့်ကြည့်စေချင်ပါတယ်ငငယ်ကအဖြစ်ချင်ဆုံးရီမန်းချက်တစ်ခုဆိုရင်ဘာဖြစ်မလဲအဲ့ဒီရီမန်းချက်ကရောအောင်မြင်ခဲ့ပါသလားတင်းအိမ်မက်တွေထဲမှာဈေးအကြီးဆုံးလို့ထင်တဲ့အိမ်မက်ကဘာဖြစ်မလဲတင်းအကောင့်ထဲပေါ်ပြီးသွားခဲ့တဲ့တင်းရဲ့အိမ်မက်တစ်ခုဆိုရင်ဘာဖြစ်မလဲတင်းရဲ့အနာဂတ်အတွက်အိမ်မက်ဆိုရင်ဘာဖြစ်မလဲအိမ်မက်ကိုဖြစ်မြတ်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်ရှိပါသလားဒီမေးခွန်းလေးတွေကိုဖြည့်ကြည့်ပါ